ဖြစ်ပြီးတော့ယောက်ျားအလုပ်ကြီးရဲ့လုံတာဘယ်လိုလုပ်ပြီးလူအမြင်တက်တယ်မှာလဲလူအမြင်မကောင်းတဲ့လောက်တော့ငါခွင့်မပြုနိုင်ဘူး ဖေပြောပါဦးလက်သမားလောက်ကတကယ်ပဲဂုံတိတ်ခါမရှိရဲ့အလုပ်လားလို့ ဘယ်သူမှသဘောမတူတဲ့အလုပ်ကိုလုပ်ချင်တပည့်ဒီမှာမနေနဲ့တော့ ဖေဘာပြောနေတာလဲ အောင်ရမယ်လို့ကြာဆောင်အောင်ပဲလို့အဖေတဲ့တောင်ကြိုက်လို့လောက်ကွာဒီမှာမနေနဲ့ဒီမှာဒီလိုမလုပ်နဲ့ ကြောက်တယ် တမျိုးဒါလေးအမြဲဆွဲခိုင်းတမီးနာမပြေအမြဲရှိနေမှာနော် ဖေဖေတကယ်တော့မျက်စိနဲ့ပဲဆိုဖေဒီအရင်ကိုပေါင်ထားတယ် ကျန်တဲ့ငွေတွေကိုခင်တာရစီကိုလွှဲပေးလိုက်ရမလားကိုကြီးစီကိုပဲလွှဲပေးလိုက်ရ အဖေလောက်သွားတဲ့လောက်ရက်ကလေဒီမိသားစုကိုမတရားလုပ်ခဲ့တာ ဖေလောက်ခဲ့ရတယ်ကောင်တော့ဒီမိသားစုအတွက်ပဲကိုရဲကြီးတဲ့မင်္ဂလာဆောင်ခဲ့တဲ့ဇိတ်ကိုကြီးဘွဲလွန်ထက်တက်လို့ပညာရေးဇိတ်တွေ အဲ့ထက်ပိုသိချင်တယ်ဆိုလို့ရှိရင်တမန်တော်လိုက်သွားပြီးနင့်အဖေကိုနင့်ခွန်သွားမေးပြီတော့ ဟုတ်တယ်ဒီစကားကကြားတော်လာတယ် ဘာမှမလုပ်နဲ့ပြော